မင်္ဂလာပါရှင်ကျမဒီနေ့ဘူးကျင်ကြော်ပါမယ်ဘူးကျင်ကတော့ကိုယ့်ဘာကိုတည်ထားတဲ့ဘူးကျင်လေးပါဘူးကျင်ကတော့ဒီအညာဘက်မှာတော့တည်ကြရတယ်ပေါ့နော်မန္တလေးလောက်မှာလည်းရှိရရှင်ဘူးကျင်ရလေဒါကတော့ကျမကရန်ကုန်မှာကိုယ့်ဘာကိုလှုပ်ရှားမှာစားရမှာပေါ့နော်ဒီဘူးကျင်လေးကကြတော့အားကြောင့်မလို့ကျမကဘူးကျင်ကိုကိုယ့်ဘာကိုလက်ဆန်းပြကြည့်လိုက်ပါတယ်ပထမတစ်ခေါက်စမ်းကြည့်ပြီးရတကယ်ဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျမကနောက်ထပ်တည်ဘူးကျင်တည်တဲ့အနီးကတော့ကျမနောက်ရက်ကိုပြပေးပါမယ်ရှင်ဒီနေ့ကတော့ကြော်တဲ့ဟာလေးအရင်ပြပေးမယ်နော်ဘူးကျင်ကိုကျမက3ရက်လောက်တိတ်ပြီးတဲ့နောက်ပိုင်းမှာအခုလိုရေဆေးချတယ်ပေါ့နော်ကိုလိုချင်တဲ့လောက်လေးကိုတူလေးနဲ့ပဲကျမကင်လိုက်တယ်လက်နဲ့မနိုင်ဘူးရှင်အဲ့ဘူးတွေကနေပြီးတော့လေဇွန်နဲ့ဖြစ်ဖြစ်တူနဲ့ဖြစ်ဖြစ်ယူပြီးတော့အဲ့လိုရေဆေးချပါရေကိုကျမတော့3တက်လောက်အဲ့လိုမျိုးစစ်စစ်ချတယ်အငံနေထွက်သွားအောင်လို့လေအဓိကသူကစားနဲ့စနွေးနဲ့တိတ်ရတာမို့လို့လေစားများများထည့်ပြီးတိတ်မှလည်းဒီဘူးကျင်ကတောင့်တောင့်နေနေလေစားလို့ကောင်းနေရှင်ကျမလုံနေကြပုံစံတိုင်းပဲပေါ့နော်စီတက်လိုက်တယ်အဲ့မှာကြက်သွန်ဖြူကြက်သွန်နီပဇွန်ကြောင်စနွေးမုံအယောင်တင်မုံကြီးကျမစီတက်လိုက်ပါတယ်ပြီးပြီဆိုရင်ကျမငပိလေးကိုထည့်တယ်ငပိကတော့ဘူးကျင်ရဲ့ပေါ်မှာမူတည်ပြီးတော့အရှင်မတွေပဲเนาะဘူးကျင်ဘူးကျင်ရဲ့အရွယ်စားပေါ်ကြည့်ပြီးတော့ကျမတို့ကစိမ့်လားငပိလေးကိုထည့်ပြီးတော့စီတက်လိုက်မယ်စီတက်ပြီးတော့ကျမအဲ့ဒီဘူးကျင်ရေးဆေးထားတဲ့ဟာလေးတွေကိုထည့်ပြီးတော့ချက်လိုက်ပါတယ်ဒီဘူးကျင်လေးကိုလေအခုကဘူးသီးပေါ်တဲ့အချိန်เนาะဘူးသီးပေါ်တဲ့အချိန်ဆိုတော့ဘူးသီးတိတ်လို့ပြောတယ်ရှင်ဒီတစ်လုံးမှ1500ပဲရှိရကျမဝယ်လာတော့လေတဘူးရတယ်တဘူးဆိုရင်3ခါလောက်ကြော်စားလို့ရတယ်အေးစစ်စစ်ပဲဒါလေးဘူးကျင်ကိုချင်းကန်ဆက်ကိုကြိုက်တယ်လို့ပဲပဇွန်တို့အားလုံးနဲ့ကြော်စားအရန်ကောင်းကျမတော့ဒါပဇွန်ကြောင့်လေးထောင်းပြီးတော့ကြော်လိုက်တာအဲ့ချိန်မှာဘူးကျင်ကိုရေဆေးတဲ့ချိန်မှာနည်းနည်းလောက်ကြိုက်ကြည့်လိုက်တာအဲ့မှာနည်းနည်းငန်းနေဆိုရင်ခုချိန်မှာကျမသားမထဲတော့ဘောနော်ခုကကျမရေဆေးချတာများတဲ့အတွက်ကြောင့်မို့ခုချိန်မှာစားထက်ထဲတယ်အချို့မုံထဲတယ်ပြီးတော့ကျမကဒီမြုပ်သီးခွဲချက်မုံနဲ့ကိုပေါ့စီတက်တော့မထဲလိုက်ဘူးကျမအခုမှပေါ့နော်ထဲတာခွဲချက်ပတ်တွေအဲ့ကျွန်းပြီးတော့လေတူးမှဆိုတော့ကျမစီတက်တာကြတော့တိတ်ပြီးတော့အဲ့လိုတခါရဲမတက်ဘူး